AR တိုင်းဒေသကြီးအတွင်းစားသုံးစီဖူလုံရေးစီတွက်သီးနှံများပုံမှုတိုးချက်စိုက်ပျိုးလာစေဖို့နဲ့စားစီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်နေလန်းများရှာဖွေဖော်ထုတ်ကာတန်ဖိုးခွင်းဆက်တလျှောက်အားပေးမြင့်တင်ရရှိရွယ်ပြီး AR စားစီဖူလုံဖို့ဝိုင်းဝန်းကြိုးပမ်းကြပါစို့ခေါင်းစဉ်ဖြင့်စားစီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုံးဆွေးနွေးပွဲကိုပသိမ်မြို့တော်ခမ်းမမှာဒီနေ့မနက်ပိုင်းကကျင်းပခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က AR တိုင်းဒေသကြီးအတွင်းစီတွက်သီးနှံများတိုးချက်စိုက်ပျိုးကာအောင်မြင်ဖြစ်ထွန်းပြီးကျန်းမာရေးအလေးပေးတဲ့စားသုံးစီအလုံးလောက်ထုတ်လုပ်သွားနိုင်ရုံသာမကပြည်ပသို့တင်ပို့ရောင်းချနိုင်သည့်အထိ AR စားစီဖူလုံဖို့ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့တိုက်တွန်းပြောကြားခဲ့ပါတယ်အဲဒီနောက်အလဲုံဆွေးနွေးပွဲပထမပိုင်းကိုပြုလုပ်ရာစားစီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးမျိုးကောင်းမျိုးသက်များရွေးချယ်စိုက်ပျိုးရေးနဲ့ဒီပညာများပံ့ပိုးပေးနိုင်မှုအခြေအနေများဒေတာတွင်စားစီဖူလုံရေးအတွက်စီတွက်သီးနှံများတိုးချဲ့စိုက်ပျိုးထုတ်လုပ်မှုရဲ့စိန်ခေါ်မှုများနဲ့စီတွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုရာဓာဧကပြည့်မီရေးနဲ့ပန်းနိုင်အထွတ်နှုန်းရောက်ရှိရေးစသည်တို့ကိုဆွေးနွေးကြပြီးစားစီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဗီဒီယိုကလစ်ကိုပြသခဲ့ပါတယ်ဆက်လက်ပြီးကဏ္ဍအလိုက်စီတွက်သီးနှံများစိုက်ပျိုးထုတ်လုပ်ရမှာပိုးသက်စေတက်ကျွင်းအာနိသင်ရှော့ချနီလန်များစသည်တို့ကိုဆွေးနွေးခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာစက်မျိုးနေချာ hybrid နဲ့ဒေတာမျိုးများကိုထွန်နှုံးနဲ့စီပါဝင်မှုနှိုင်းယှဉ်ပြသမှုဒေတာအသီးသီးမှရယူထားတဲ့မြေစီလွှာနမူနာများရဲ့ pH မြေချင်းငံကိန်းနဲ့ရေထိန်းနိုင်စွမ်းပမာဏကိုလက်တွေ့စမ်းသပ်ပြသခြင်းကိုကြည့်ရှုအားပေးပြီးသိရှိလူသားများကိုမေးမြန်းခဲ့ပါတယ်ဆက်လက်ပြီးဆွေးနွေးပွဲဒုတိယပိုင်းကိုပြုလုပ်ရာစိုက်ပျိုးပညာရှင်များမြန်မာကုန်သွယ်မှုမြင့်တင်အဖွဲ့တာဝန်ခံဒေတာတွင်စီဆက်လုပ်ငန်းရှင်စီတွက်သီးနှံဆိုင်တောင်းသူလေယာထွက်ကုန်အရေးအသွေးကျွမ်းကျင်သူများကစကားဝိုင်းဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသူများကသိရှိလူသားများကိုမေးမြန်းရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာစကားဝိုင်းဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးခဲ့ကြတဲ့ပညာရှင်များတောင်သူများနဲ့စားစီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုံးဆွေးနွေးပွဲမှာပူးပေါင်းကူညီဆောင်ရွက်ခဲ့တဲ့ Cobrother Company မှတာဝန်ရှိသူများအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါတယ်အဲဒီနောက်ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများရဲ့စကားဝိုင်းဆွေးနွေးနေမှုများကိုလိုက်လံအားပေးခဲ့ပြီးစွမ်းအင်ချွေတာနိုင်တဲ့အသေးစားစီညစ်ဆက်ဖြင့်မြေပဲစီကျိတ်ခွဲမှုအားကုမ္ပဏီမှတရုတ်ပြသမှုကိုကြည့်ရှုအားပေးခဲ့ပါတယ်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာဇူလိုင်လ23ရက်နေ့မနက်ပိုင်းမှာတိုင်းဒေသကြီးစိုက်ပျိုးဦးစီးဌာနအစည်းအဝေးခန်းမမှာ3ရက်ကြာဖွင့်လှစ်ခဲ့တဲ့လက်မှတ်ရပိုးသက်စေသုံးစွဲသူများတင်နန်း3/2026ဖွင့်ပွဲခမ်းနားကိုတက်ရောက်ပြီးအမှာစကားများပြောကြားခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။